မင်္ဂလာပါခင်ဗျာဒီနေ့ရကုတက်ဆက်ပေးမဲ့အသိပညာပေးတော်ရှိုးလေးရတော့မကွေးတိုင်းဒေသကြီးပူပိုင်းဒေသစိန်နဲ့စုပြေဦးစီးဌာနနဲ့မကွေးခရိုင်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်းစီစဉ်တက်ဆက်ရိုက်ပေးမဲ့ပူပိုင်းဒေသစိန်လန်းဖို့အားလုံးကြိုးပမ်းထိန်းသိမ်းစို့ဆိုတဲ့အသိပညာပေးတော်ရှိုးလေးပဲဖြစ်ပါတယ်ပထမဆုံးလည်းဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါဆရာပထမဦးဆုံးအနေနဲ့ဆရာရဲ့အမည်နဲ့ယာရုနဲ့မိတ်ဆက်ပေးပါဦးဆရာဟုတ်ကဲ့ကျွန်တော်ကတော့ဦးအောင်ကျော်နိုင်ပါပူပိုင်းဒေသစိန်လန်းဆိုပြီးဦးစီးဌာနမကွေးခရိုင်ကလက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဒါဆိုရင်ပေါ့နော်ဆရာအများပြည်သူတွေတည်ပြန်သိရှိဝေးပေါ့နော်ဆရာတို့ဟုတ်ကဲ့ဌာနနဲ့ပတ်သက်ပြီးတော့အများပြည်သူသိတိုက်တာလေးကိုမျှဝေပေးအောင်ပါဆရာကြီးပထမဦးစွာအနေနဲ့ပေါ့ဆရာတို့အပူပိုင်းဒေသစိန်နဲ့စုပြီးဦးစီးဌာနအကြောင်းလေးနဲ့ပထမဆုံးမိတ်ဆက်ရှင်းလင်းပြပေးပါဦးဆရာကျွန်တော်တို့အပူပိုင်းဒေသစိန်လန်းဆိုပြီးဦးစီးဌာနအနေနဲ့ကတော့မြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသမှာဘာဝပတ်ဝန်းကျင်နဲ့ဒေသခံတွေလူမှုစီးပွားအခြေအနေတွေဖွံ့ဖြိုးတိုးတက်စေဖို့အတွက်1953ခုနှစ်ကနေစတင်ပြီးတော့ရေယာကြီးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းနဲ့ကျွန်တော်တို့စိန်လန်းဆိုပြီးလုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့စီမံကိန်းတွေချမှတ်ပြီးတော့မှဒါဇက်တိုက်ဆောင်ရွက်ခဲ့တာတွေရှိပါတယ်အထင်ရှားဆုံးကတော့1995ခုနှစ်မှာစတင်ဆောင်ရွက်ခဲ့တဲ့အထူးဒေသ9ခရိုင်စိန်လန်းဆိုပြီးစီမံကိန်းပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့1996ခုနှစ်မှာတော့ဒါအထူးဒေသ73ခရိုင်စိန်လန်းဆိုပြီးစီမံကိန်းတွေကျွန်တော်တို့တိုးချဲ့ပြီးဆောင်ရွက်ခဲ့ပါတယ်ဒီလိုစီမံကိန်းတွေဆောင်ရွက်ရင်းနဲ့မှရရှိလာတဲ့အကျိုးကျေးဇူးတွေပြီးလို့ရှိရင်သူ့ရဲ့ဒေသခံတွေပူးပေါင်းပါဝင်မှုတွေအရှင်ဟုန်မပြတ်ဆက်လက်ဖြစ်တည်ဖို့အတွက်ပူပန်းဒေသစိန်လန်းဆိုပြီးဦးစီးဌာနကို1998ခုနှစ်ဇူလိုင်လ22ရက်နေ့မှာစတင်ပြီးတော့မှဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်ကျွန်တော်တို့လုပ်ငန်းများဆောင်ရွက်နေတဲ့နေရာတွေကတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့ပဲဖြစ်ပြီးတော့မှစုစုပေါင်းခရိုင်ပေါင်းကျွန်တော်တို့73ခရိုင်မြို့နယ်ပေါင်း53မြို့နယ်မှာလုပ်ငန်းတွေဆောင်ရွက်ရရှိပါတယ်ဌာနလုပ်ငန်းဆောင်ရွက်နေတဲ့ဒီနေရာအကျယ်ဝန်းအနေနဲ့ကတော့ဧရိယာ19.54 ဧကတန်းမှာကျွန်တော်လုပ်ငန်းတွေဆောင်ရွက်နေဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနော်အခုကျွန်တော်ရှင်းပြပေးဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆက်ပြီးတော့ပေါ့နော်ဆရာတို့ဒီဦးစီးဌာနရဲ့ရည်ရွယ်ချက်တွေလည်းသိပြသေးဆရာကျွန်တော်တို့အပူပန်းဒေသစိန်လန်းဆိုပြီးဦးစီးဌာနမှာဆိုလို့ရှိရင်ရည်ရွယ်ချက်၈ချက်နဲ့ကျွန်တော်တို့စိန်လန်းဆိုပြီးလုပ်ငန်းများဆောင်ရွက်နေပါတယ်ဒီရည်ရွယ်ချက်တွေကိုကျွန်တော်အနှစ်ချုပ်အနေနဲ့တင်ပြရရင်တော့ဒေသခံပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ဆောင်ရွက်နေတဲ့ကျွန်တော်တို့တင်မဲ့စိုက်ပျိုးခြင်းပြုစုခြင်းထိန်းသိမ်းခြင်းလုပ်ငန်းတွေမှာဒေသခံပြည်သူတွေကနေပြီးမှတက်ကြွကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုရရှိဖို့ဖြစ်ပါတယ်နောက်တစ်ခါရေနဲ့မြေသီးလွှာထိန်းသိမ်းခြင်းနဲ့ဒေသအတွင်းမှာလူမှုစီးပွားပေါ်များဖွံ့ဖြိုးတိုးတက်ဖို့ရဲ့သက်ကန်ရာဖြစ်လို့မှုကိုကြိုတင်တားဆီးကာကွယ်ဖို့အတွက်စတဲ့ရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့လုပ်ငန်းများဆောင်ရွက်နေပါတယ်ဟုတ်ကဲ့ပါဆရာဆက်ပြီးတော့ပေါ့နော်ဆရာဒီဆရာတို့ဒီအပူပိုင်းဒေသစိန်လန်းစုပြေရေးနဲ့ပေါ့နော်အထက်ပါရည်ရွယ်ချက်တွေပေါက်မြတ်အောင်မြင်မှုဆိုရင်ဆရာဘယ်လိုမျိုးများအကောင့်တွေပေါ်စူးစမ်းဆောင်ရွက်နေရလဲဆိုတာသိပြသေးဆရာဟုတ်ကဲ့အပူပိုင်းဒေသစိန်လန်းစုပြေဦးစီးဌာနကတော့ဒီရည်ရွယ်ချက်တွေပေါက်မြတ်အောင်မြင်မှုအတွက်အဓိကလုပ်ငန်းတာဝန်ကြီး၄ရက်ကိုကျွန်တော်ချမှတ်ပြီးဆောင်ရွက်နေပါတယ်အဓိကလုပ်ငန်းတာဝန်ကြီး၄ရက်ကတော့တတော်ဆိုင်ခင်များတည်ထောင်ခြင်းသဘာဝတောညံများထိန်းသိမ်းကာကွယ်ခြင်းထင်းစားအခြားလောင်သာတွင်းမြင့်သုံးချရေးဆောင်ရွက်ခြင်းနဲ့ရရှိရေးအကောင့်တွေပေါ်ဆောင်ရွက်ခြင်းလုပ်ငန်းများပဲဖြစ်ပါတယ်ဒါကတော့အဓိကလုပ်ငန်းတာဝန်ကြီး၄ရက်ဖြစ်ပါတယ်ဒါအပြင်မှာကျွန်တော်တို့ကဒီအထူးစိန်လန်းစုပြေလုပ်ငန်းတွေတောင်စင်တောင်နှမ်းများစိန်လန်းစုပြေလုပ်ငန်းတွေပြီးရင်အပြည်ပြည်ပဲဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်တဲ့စိန်လန်းစုပြေလုပ်ငန်းတွေကိုလည်းကျွန်တော်ဆောင်ရွက်နေရရှိပါတယ်ဟုတ်ကဲ့ပါပေါ့ဆရာကျွန်တော်သိထားတဲ့ခုရှိရလေဆရာတို့ဦးစီးဌာနအနေနဲ့ဒီတဲခန္ဓာရအကျောင်းအကွယ်မှုတာစီကိုလည်းအဓိကရည်ရွယ်ချက်အဖြစ်နဲ့ဆောင်ရွက်နေရလို့သိရတယ်ဒါနဲ့ပတ်သက်ပြီးတော့ဆရာဟိုအနည်းငယ်ရှင်းပြပေးဟုတ်ကဲ့ပါကျွန်တော်တို့တဲခန္ဓာရဖြစ်လို့မှုကိုကာကွယ်တားဆီးဖို့နဲ့ပတ်သက်ပြီးတော့မှဥပဒေသာစိန်လန်းဆိုပြီးဦးစီးဌာနအနေနဲ့ကမ္ဘာကုလသမဂ္ဂတဲခန္ဓာရဖြစ်လို့မှုတိုက်ဖြတ်ရေးအဖွဲ့ကျွန်တော်တို့ဒီ United Nations Convention to Combat Desertification UNCCD အဖွဲ့ကြီးရဲ့ဒါအဖွဲ့ဝင်နိုင်ငံအဖြစ်ကို1998ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကတည်းကစတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအဖွဲ့ကြီးနဲ့ချိတ်ဆက်ပြီးဆောင်ရွက်နေရတဲ့ကမ္ဘာနဲ့အဝန်းသက်ကန်ရာတိုက်ဖြတ်ရေးလုပ်ငန်းတွေမှာမြန်မာနိုင်ငံအနေနဲ့လည်းကျွန်တော်တို့ကတောင်းတနေရာနေပြီးမှဒါပါဝင်ဆောင်ရွက်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသရဲ့သက်ကန်ရာဖြစ်ထွန်းနိုင်မှုအခြေအနေလေးကိုလည်းကျွန်တော်ဆက်ရှင်းပြခြင်းပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါမြန်မာနိုင်ငံအလဲပိုင်းဒေသဆိုလို့ရှိရင်ဒါကျွန်တော်တို့ UNCCD အဖွဲ့ကြီးရဲ့သတ်မှတ်ချက်အရဆိုလို့ရှိရင်လည်းသက်ကန်ရာဖြစ်ထွန်းမှုအလားအလာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်ဆရာပြီးလို့ရှိရင်ဘာကြောင့်ကျွန်တော်တို့ကဒီလိုပြောနိုင်တယ်လဲဆိုတော့ဒေတာတွင်းမှာလက်ရှိကြုံတွေ့နေရတဲ့ဇီဝယူပသင်မြင်လက္ခဏာတွေမိုးရေချိန်နဲ့အပူချိန်ဖြစ်ပေါ်မှုတွေအဲ့တော့ဒေတာကန်တွေရဲ့အသက်မွေးဝမ်းကြောင်းမှုပုံစံတွေအရသက်ကန်တွေဖြစ်နေတဲ့အလားအလာတွေရှိနေတာပဲဖြစ်ပါတယ်မိုးရေချိန်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တစ်နှစ်ပတ်လုံးမှာကျွန်တော်တို့မိုးရေချိန်လက်မ40အောက်သာရွာသွန်းတဲ့ဒေတာတစ်ခုဖြစ်ပါတယ်တစ်နှစ်ပတ်လုံးပြင်းပြမိုးရွာရက်က90ရက်သာရှိပြီးတော့မှအပူချိန်ဟာဆိုလို့ရှိရင်လည်းတစ်နှစ်ပြင်းပြ80ဒီဂရီဖာရင်ဟိုက်အထိကျွန်တော်တို့ရှိပါတယ်နောက်တစ်ခါအပူချိန်အမြင့်ဆုံးအနေနဲ့130ဒီဂရီဖာရင်ဟိုက်အနေဆုံးအပူချိန်ဆိုရင်50ဒီဂရီဖာရင်ဟိုက်ဖြစ်တဲ့အတွက်အပူချိန်ကွာခြားချက်လည်းကြီးမားပါတယ်ဟုတ်ကဲ့ပါဗျာအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့မှမိုးရွာသွန်းမှုအနေနဲ့ထူးခြားတာကတော့နှစ်တစ်နှစ်ရဲ့ဇူလိုင်လနဲ့ဩဂတ်လတွေမှာဆိုလို့ရှိရင်ဇူလိုင် drought လို့ခေါ်တာပေါ့နော်ပုံမှန်မိုးပြတ်ကာလ
ဒီကကျွန်တော်ဒါအများနဲ့ကြုံတွေ့နေရတာရှိပါဒါတွေကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုအချက်တွေတွေ့နေပြီဆိုရင်အသက်ကနေဖြစ်ထွန်းနိုင်တဲ့အခြေအနေတွေရှိနေပြီလို့ဒါကျွန်တော်တို့ကမှတ်ယူလို့ရပါတယ်ဟုတ်ဒါကြောင့်မလို့ဒါကျွန်တော်တို့ UNCCD အဖွဲ့ဝင်နိုင်ငံပြည်ထတဲ့ဝင်ရောက်ခဲ့ခြင်းကနေစပြီးတော့မှတယံဇာတာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတော့ Focal Ministry ဖြစ်၎င်းကျွန်တော်တို့ပူပန်းဒေသဆင်းနှန်းဆိုပြီးဦးစီးဌာနက Focal Department ဖြစ်၎င်းကျွန်တော်တို့ကဒါပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုး UNCCD အဖွဲ့ကြီးနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်းကျွန်တော်တို့ဒီအဖွဲ့ဝင်နိုင်ငံတွေကနေပြီးတော့မှလိုက်နာဖို့တော့ချမှတ်ထားတဲ့အဖွဲ့ကြီးရဲ့မူပေါင်းတွေစီမံစည်းကမ်းတွေကိုဒါကျွန်တော်တို့လိုက်နာဆောင်ရွက်ခြင်းနှစ်စဉ်အခါအားလျော်စွာကျင်းပတဲ့လုံခြုံဆွေးနွေးပွဲတွေအသိပညာဆွေးနွေးဖလှယ်ပွဲတွေနောက်ကပြည်ပလေးလာရေးပြည်စင်တွေမှာလည်းပူးပေါင်းပါဝင်ခြင်းတို့နဲ့ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်။အော်ဆရာအခုအသေးစိတ်ရှင်းလင်းပြောကြပြရကျွန်တော်တို့အများကြီးဘုသူတာလည်းတိုးသွားပါတယ်နော်ဆရာ။ဆက်ပြီးတော့ဒါဆိုကျွန်တော်မြန်မာနိုင်ငံအနေနဲ့ပေါ့ဒီတဲခန္ဓာဖြစ်ထွန်းမှုတိုက်ဖြတ်ရေးကိုဆရာတို့မိုဘိုင်းဒေတာစင်းတဲ့စုပြီးဦးစီးဌာနရောဘယ်လိုနည်းလမ်းတွေအသုံးပြုပြီးတော့ဆောင်ရွက်သွားမလဲဆိုတော့သိပြရစီဆရာ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီများသောအားဖြင့်ကတော့တဲခန္ဓာရလို့ပြောလိုက်လို့ရှိရင်ဒီဘာမှမရှိတဲ့တဲပြင်ကြီးလိုပဲအားလုံးကစိတ်ထဲမှာမြင်မိကြတာပါလေ။သို့တော်လည်းတကယ်တမ်းကျတော့ကျွန်တော်တို့ကဒီတဲခန္ဓာဖြစ်ထွန်းလာမှုရဲ့ဒီအစကတော့မြေသီလာအဆင့်နဲ့နေကြလာခြင်းရတယ်စတာပါဆရာဟုတ်ကဲ့မြေသီလာအဆင့်နဲ့နေကြလာခြင်းဆိုတာကမူလတော့ကကျွန်တော်တို့မြေပြင်မှာရှိနေတဲ့တက်တော်သစ်ပင်တွေကအကြောင်းမျိုးကြောင့်ခုတ်လဲခံရတဲ့အခါမှာဒီမြေပြင်အကာအကွယ်မရှိတဲ့အခြေအနေဖြစ်သွားပါတယ်ဒီအခြေအနေမှာကျွန်တော်တို့ရွာသွန်းတဲ့မိုးရေတွေတိုက်ခတ်တဲ့လေတွေကြောင့်ရေတိုက်စားမှုတွေလေတိုက်စားမှုတွေဖြစ်ပြီးတော့မှအပေါ်မြေသီလာများဆုံးရှုံးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကနေပြီးတော့မှဒီကြောက်သားကြောက်ဆိုင်တွေစိုက်ပျိုးလို့ခက်တဲ့နေရာတွေတစားတစားနဲ့ဖြစ်လာပါတယ်ဒီလိုတွေဖြစ်လာတဲ့အခါမှာစိုက်ပျိုးမြေနေရာတွေလည်းခက်ခဲလာတယ်ခက်ခဲလာတော့ဒေသခံတွေကနေပြီးတော့မှဒီနေရာတွေကိုဆွန့်ပစ်ပြီးတော့မှကျွန်တော်တို့နေရက်ကနေပြီးမှရွှေ့ပြောင်းရတဲ့အခြေအနေတွေရောက်ရှိလာတယ်ဒါတော့ကျွန်တော်တို့သက်ကန္နာရောက်ဆိုတော့ကိုကျွန်တော်တို့လာသိရှိထားတဲ့အခြေအနေလေးပါခင်ဗျဒီကျွန်တော်တို့ဒီလိုမျိုးဆွန့်ပစ်မြေတွေဒေသနဲ့များပြားလာရင်လည်းအချိန်မီကာကွယ်ထိန်းသိမ်းမှုတွေမလုပ်နိုင်ဘူးတစ်ပင်တွေပြန်လဲစိုက်ပျိုးမှုမလုပ်နိုင်ဘူးဆိုတဲ့အခါကြလို့ရှိရင်ဒီနေရာသက်ကန္နာရောက်လို့ကျွန်တော်တို့ပြောတဲ့တဲပြင်ကြီးတွေကြောက်သားကြောက်ဆိုင်ကြီးတွေဖြစ်ကျွန်တော်တို့ကဒါပြောင်းလဲရောက်ရှိသွားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဌာနအနေနဲ့ကတော့ဒီလိုမျိုးမြန်မာနိုင်ငံလေပိုင်းဒေသအပူပိုင်းဒေသမှာဒီသဘာဝပတ်ဝန်းကျင်နဲ့ရုံရွံ့လာတာတွေလူမှုစီးပွားပွားတွေမှာနှိမ့်ကြလာတဲ့တွေပေါ်မှာနိုင်ငံတော်အကြီးအကဲကလည်း2024ခုနှစ်ကနေစပြီးတော့မှဒီ73ခရိုင်စိမ်းလန်းစုပြည်စီမံကိန်းတွေကိုဒါအလေးထားပြီးအားထည့်ဆောင်ရွက်ဖို့အတွက်လည်းကျွန်တော်တို့လမ်းညွှန်မှုပြုခဲ့တာရှိပါတယ်ဟုတ်ကဲ့ပါဒါကြောင့်မလို့အလဲပိုင်းဒေသမှာစိမ်းလန်းစုပြည်လုပ်ငန်းတွေအဓိကဆောင်ရွက်နေရတဲ့ဌာနအနေနဲ့ကျွန်တော်တို့ကတတော်ဆိုင်ခင်အမျိုးမျိုးကြေးရောင်ဆိုင်ခင်တွေလည်းပါမယ်ယူရည်လည်းဆိုင်ခင်တွေလည်းပါမယ်တောင်တန်းစိမ်းလန်းစုပြည်ရေးလမ်းမျိုးဝဲရစိမ်းလန်းစုပြည်ရေးတရွာနှစ်ရေကကြေးရွာပိုင်းဆိုင်ခင်စတဲ့ဒေသခံပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ဖြည့်ဆည်းပေးနိုင်တဲ့များစိုက်ခင်းမျိုးသားပေါင်းများတော့ကျွန်တော်တို့ဒါစိုက်ပျိုးနေတာဖြစ်ပါတယ်ဒီလိုစိုက်ပျိုးတဲ့နေရာမှာလည်းကျွန်တော်တို့ကဒီနှစ်တိုလင်မဟုတ်ဘဲနဲ့ရေရှည်အောင်မြင်မှုတတော်သစ်ပင်တွေရဲ့အကျိုးကျေးဇူးတွေကိုနှစ်ကာလများစွာရရှိဖို့အတွက်ကျွန်တော်တို့ကြိုးစားပြီးတော့မှဆောင်ရွက်နေရတာဖြစ်ပါတယ်ကျွန်တော်တို့သစ်ပင်တွေစိုက်ရုံပဲလားဆိုလည်းမရသေးပါဘူးကျွန်တော်တို့ကဒီအပူပိုင်းဒေသမှာရှိနေတဲ့ပျက်စီးပြုံးတီးဖို့အလားအလာရှိနေတဲ့သဘာဝတော်တွေရှိပါတယ်ပြီးလို့ရှိရင်လူနေဒေသတွေနဲ့နှီးစပ်တဲ့အခါမှာအလင်းမြန်ပြောက်ကွယ်သွားနိုင်တဲ့ကျွန်တော်တို့အပူပိုင်းတော်တွေလည်းရှိပါသေးတယ်ဒါတွေကိုလည်းကျွန်တော်တို့ကဒါရည်ရွယ်ချက်တွေရထားချက်တွေချမှတ်ပြီးတော့မှကျွန်တော်တို့ကာကွယ်ထိန်းသိမ်းလျက်ရှိပါတယ်နောက်တစ်ခါကျွန်တော်တို့ထင်းသုံးဆွဲမှုကလည်းဒါအပူပိုင်းဒေသရဲ့သဘာဝတော်တွေပြုံးနေမှုမှာအဓိကကျတဲ့အချက်ဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဒါကြောင့်မလို့ကျွန်တော်တို့ကဒီထင်းလောင်သာသုံးဆွဲမှုကြောင့်သဘာဝတော်တွေပျက်စီးပြုံးနေမှုမရှိစေဖို့အတွက်ဒါထင်းကုန်ကြမှုကို40%လောက်သက်သာစေတဲ့စွမ်းအားမြင့်ရင်ဝန်းပြီးဖို့လေဒါကျွန်တော်တို့ကနေပြီးမှဒေသခံပြည်သူများဟောတာဟောပြောပွဲတွေပြုလုပ်ခြင်းတဲ့သူဖြန့်ဖြူးလျက်ရှိပါတယ်ဒီမိဖို့တွေကိုသုံးဆွဲစေခြင်းအပြင်ထင်းလောင်သာလိုအပ်ချက်ကြောင့်သဘာဝတော်များကိုသွားရောက်ခုတ်လဲရတာတွေဖြည့်ဆည်းရတာတွေရောပါသက်သာခြင်းမှာဖြစ်ပါတယ်ဆရာဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆက်ပြီးတော့ဗောဒီကျွန်တော်တို့သိထားတာဗောဒီနှစ်စဉ်ဇွန်လ18ရက်နေ့ကိုတဲ့ကမ္ဘာသဲကန္တာဖြစ်ထွန်းမှုနဲ့မိုးခေါင်ရေရှားတိုက်ဖြတ်ရေးနေ့လို့သတ်မှတ်ထားတယ်ဗောနော်ဆရာဟုတ်ကဲ့ပါအဲ့ဒီနေ့မှာဆိုရင်ဆရာတို့ဒီအပူပိုင်းဒေသစိမ်းနဲ့စုပြည်ဦးစီးဌာနရောအဲ့ဒီအထိမ့်မဲ့နေ့မှာဆောင်ရွက်မဲ့အစီအစဉ်လေးများရှိနေဆရာသိပြရသေးဗျဟုတ်ကဲ့ကျွန်တော်တို့အစီအစဉ်ရှိပါတယ်ဒီ2025ခုနှစ်ဇွန်လပေါ့နော်လာမယ့်18ရက်နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာသဲကန္တာဖြစ်ထွန်းမှုနဲ့မိုးခေါင်ရေရှားမှုတိုက်ဖြတ်ရေးနေ့ဖြစ်ပါတယ်ဒီ2025ခုနှစ်ရဲ့ဒီနေ့ရဲ့ဆောင်ပုဒ်ကတော့မြေယာပြန်လည်ထိန်းသိမ်းရေးအခွင့်အလမ်းများဖော်ထုတ်ပေးကျွန်တော်တို့ restore the land unlock the opportunity ဆိုတဲ့ဆောင်ပုဒ်ဖြစ်ပါတယ်ဒီကျွန်တော်တို့ကဥပဒေသာဆင်းလန်းဆိုပြီးဦးစီးဌာနအနေနဲ့ဒီအဲ့ဒီအထိမ်းအမှတ်နေ့မှာဆိုလို့ရှိရင်တစ်ပင်ဆိုင်ပြပွဲများကိုကျွန်တော်တို့လုပ်ငန်းများဆောင်ရွက်နေတဲ့သခိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတိုင်းဒေသကြီးသုံးခုလုံးမှာတစ်ပင်ဆိုင်ပြပွဲများကျွန်တော်ကျင်းပသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးတစ်ပင်ဆိုင်ပြပွဲများကျင်းပခြင်းနဲ့အတူပဲကျွန်တော်တို့ဒီ UNCCD အဖွဲ့ကြီးရဲ့ဒီနေ့အတွက်သတင်းစကားတွေဒီမှန်းချက်တွေပြီးလို့ရှိရင်သက်ကန်ရာပြည်သူမှုတိုက်ဖြတ်ရေးနဲ့ရေတန်းသားကြားသိမှုရောကြစေရေးအတွက်
ကဘာနဲ့ဝန်ကျိုးပန်းဆောင်ရွက်နေမှုတွေမြန်မာနိုင်ငံအနေနဲ့လည်းအလားတူကျိုးပန်းဆောင်ရွက်နေမှုတွေကိုသတင်းမီဒီယာများနဲ့တစဉ်လူထုကိုအသိပညာမျှဝေပေးခြင်းစတဲ့လှုပ်ရှားမှုများကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆရာ ဟုတ်ကဲ့ပါဆရာအခုလိုဒီအပူပိုင်းဒေတာစိန်လန်းမှုအားလုံးကြိုးပမ်းထိန်းသိမ်းစုဆိုတဲ့အသိပညာပေးတော်ရှိုးလေးမှာအများပြည်သူအသိပညာတွေဘုသူတိုင်ရရှိအောင်ခြေချပြတ်မဲ့ဆွေးနွေးပေးတဲ့ဆရာကိုကျွန်တော်အများပြည်သူကိုသာထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်တို့အပူပိုင်းဒေတာစိန်လန်းဆိုပြီးဦးစီးဌာနကလည်းကျွန်တော်တို့ဌာနရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေရည်ရွယ်ချက်တွေကိုအများပြည်သူကိုသိရှိခွင့်ရအောင်လို့ကြားရတဲ့နေပြည်မှာကျွန်တော်တို့ဘက်မှာအကူအညီပြီးတော့မှသတင်းစကားဖြန့်ဝေပေးတဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဆရာ ဟုတ်ကဲ့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါ ကျေးဇူးတင်ပါတယ်